အသက်၄နှစ်အရွယ်စပိန်မင်းသမီးလေးဟာပြင်သစ်နိုင်ငံကိုစီစဉ်ပေးတဲ့အိမ်အောင်ရေးအတွက်ခရီးထွက်တော့မှာပါသူမရဲ့အသက်အရွယ်ကနုနယ်ပေမဲ့လည်းသူမဟာထူးခြားတဲ့တည်ငြိမ်မှုကိုပြသခဲ့ပြီးလက်ထက်စာချုပ်မှာသူမရဲ့နာမည်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ဒါဟာသူမရဲ့အသက်အရွယ်ထက်အများကြီးကျော်လွန်တဲ့ရင့်ကျက်မှုကိုပြသနေပါတယ်ဒီနိုင်ငံရေးပေါင်းစည်းမှုအတွက်မင်းသမီးရဲ့ကြက်တည်ရည်နဲ့ဟန်ချက်ညီမှုကသူမရဲ့ဖခင်ကိုအထူးသဖြင့်နှိုင်းယှဉ်ရင်မအောင်မြင်ခဲ့တဲ့သားဖြစ်သူနဲ့နှိုင်းယှဉ်ရင်ဂုဏ်ယူစေခဲ့ပါတယ်မင်းသားဟာသူ့ရဲ့စိတ်ဆက်ထားသူအကြောင်းပိုမေးခြင်းပေမဲ့သူ့ဖခင်ရဲ့ခက်ထန်တဲ့အကြည့်ကြောင့်တိတ်ဆိတ်သွားခဲ့ပါတယ်။အဲ့ဒီလိုပဲမင်းသားနဲ့မင်းသမီးတို့ရဲ့အိမ်အောင်ရေးကိုပြေလည်စေပြီးစပိန်နဲ့ပြင်သစ်တို့ရဲ့မဟာမိတ်ဖွဲ့မှုကိုတရားဝင်စတင်ခဲ့ပါတယ်။သူမရဲ့သမီးဟာနိုင်ငံခြားကိုထွက်ခွာဖို့ပြင်ဆင်နေချိန်မှာမိခင်ကနောက်ဆုံးအကြံဉာဏ်အတွက်သူမရဲ့ဝမ်းနည်းမှုကိုဘေးဖယ်ထားခဲ့ပါတယ်။မာရီယာနာဟာသူမရဲ့အကိုနှစ်ယောက်ကိုနှုတ်ဆက်ခြင်းပေမဲ့သူမရဲ့ဖခင်ရဲ့ခိုင်မာတဲ့ညှဉ်းဆန်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။သူတို့ဟာကြက်ညာချောင်းဆိုးယောဂခံစားနေရပါတယ်မတိချမရေရတဲ့ကံကြမ္မာနဲ့အတူမင်းသမီးရဲ့အရေးကြီးဆုံးတာဝန်ကသူမရဲ့ကျန်းမာရေးကိုထိန်းသိမ်းပြီးစပိန်ပြင်သစ်မဟာမိတ်ဖွဲ့မှုရဲ့ပုံရိပ်အဖြစ်သူမရဲ့တာဝန်ကိုပြီးမြောက်အောင်လှုပ်ဆောင်ဖို့ပါပဲဖခင်၏ညွှန်ကြားချက်များကိုနှလုံးသွင်းကမာရီယာနာသည်နှုတ်ဆက်ပြီးပြင်သစ်သို့ဦးတည်နေသောယထာဘော်သို့တက်ကစောင့်ဆိုင်နေသောသူမအထိန်တော်နှင့်အတူထွက်ခွာသွားခဲ့သည်ခီးကျန်းတန်းတော်လဲမင်းသမီးငယ်သည်ကြီးကန်းတကောင်ကရင်းတို့၏လမ်းကြောင်းကိုပိတ်ဆို့သည့်အထိကြောက်ရွံ့မှုမပြခဲ့ပါမာရီယာနာ၏တခုတည်းသောကြောက်ရွံ့မှုမှာသူမခင်မွန်း၏အိမ်အောင်စုအတွက်ကန့်ဆိုးမှုများယူဆောင်မလာရန်ဖြစ်သည်သို့သောအထိန်တော်ကြောင့်သူမ၏စိတ်ကိုတက်တာစေခဲ့သည်နှစ်ရက်နှင့်နှစ်ညကြာခရီးသွားပြီးနောက်မာရီယာနာသည်စပိန်ပြင်သစ်နယ်စပ်သို့ရောက်ရှိခဲ့သည်ထိုနေရာတွင်လဲလှယ်ပွဲတစ်ခုကျင်းပခဲ့ပြီးမာရီယာနာ၏အကိုစပိန်အိမ်ရှိမင်းသားနှင့်လက်ထက်မြီပြင်သစ်မင်းသမီးလူဝစ်လည်းတက်ရောက်ခဲ့သည်အခမ်းအနားတစ်ခုလုံးသည်တိတ်ဆိတ်ငြိမ်သက်စွာကျင်းပခဲ့ပြီးတရားဝင်နှုတ်ဆက်စကားများသာအပြန်အလှန်ပြောဆိုခဲ့ကြသည်ဂင်းတို့၏ပထမဆုံးတွေ့ဆုံမှုဖြစ်ပြီးနောက်ဆုံးတွေ့ဆုံမှုလည်းဖြစ်နိုင်သည့်အခမ်းအနားပြီးဆုံးပြီးနောက်မင်းသမီးတဦးစီသည်ယင်းတို့၏နိုင်ငံသစ်၏မြေပေါ်သို့ရှောက်လန်းခဲ့ကြသည်ယင်းတို့သည်အချင်းချင်းလှည့်ထွက်သွားခြင်းမပြုမီနောက်ဆုံးနှုတ်ဆက်စကားများအပြန်အလှန်ပြောဆိုကာဂင်းတို့၏တန်တမန်တာဝန်များကိုထမ်းဆောင်ရန်ဦးတည်ခဲ့ကြသည်ခီးရှည်ကြီးတစ်ခုပြီးနောက်ရထားသည်နောက်ဆုံးတွင်ဥတီယာသို့ရောက်ရှိလာခဲ့သည်မောပန်းနွမ်းနယ်နေသောမင်းသမီးလေးကိုသူမ၏အစေခံကနှိုးပြီးဘာဆိုင်မြို့အနီးသို့နီးကပ်နေပြီဟုပြောကြားခဲ့သည်မာရီယာနာသည်သူမ၏အဝတ်စားနှင့်အသွင်ပြင်ကိုလျင်မြန်စွာတက်ရက်စွာပြင်ဆင်ကာသူမ၏အနာဂတ်ခင်ပွန်းအပေါ်ကောင်းမွန်သောအထင်ကြီးမှုတစ်ခုဖြစ်ပေါ်စေရန်မျှော်လင့်ခဲ့သည်နောက်ဆုံးတွင်နန်းတော်တစ်ခုလုံး၏စောင့်ကြည့်မှုအောက်တွင်မာရီယာနာသည်ဘာဆိုင်မြို့သို့ရောက်ရှိခဲ့သည်သူမ၏ငယ်ရွယ်မှုကြောင့်ယထာပေါ်မှတည်ဆောင်လာခဲ့ရပြီးရင်းလုံးရက်သည်အသက်17နှစ်အရွယ်လူဝစ်အားစိတ်နှောင့်ယှက်ဖြစ်စေခဲ့သည်လူဝစ်သည်အာဏာမရရှိသေးသောကြောင့်အထူးသဖြင့်ဘယင်ခံ၏ကလေးတဦးကဲ့သို့ဆက်ဆံခံရမည်ကိုစိုးရိမ်ခဲ့သည်လူဝစ်သည်အာဏာမရရှိသေးသောကြောင့်အထူးသဖြင့်ဘယင်ခံ၏ကလေးတဦးကဲ့သို့ဆက်ဆံခံရမည်ကိုစိုးရိမ်ခဲ့သည်သူ၏ငယ်ရွယ်သောဆိတ်ဆက်ထားသူသည်ဤစိုးရိမ်မှုများကိုပုံမိုဆိုးရွားစေမည်ဖြစ်သည်အဆုံးစွန်အားဖြင့်ဤရင်ကျေးတော်လဲကလေးဆန်သောစပိန်မင်းသမီးသည်သူ၏လက်ရှိအခြေအနေကိုမိတို့မျှမကူညီခဲ့ပါသို့တော်လည်းသူသည်သူမကိုကြိုးဆိုဟန်ဆောင်ခဲ့သည်စပိန်တန်တမန်များထံမှဝေးရဘာဆိုင်နန်းတော်အတွင်းသို့ရောက်ရှိသောအခါငယ်ရွယ်သောဘုရင်သည်မကြေမနက်ဖြစ်မှုကိုဖော်ပြခဲ့သည်လူဝစ်သည်သူမအားကွယ်လွန်သူမိခင်၏အိတ်ခမ်းတွင်နေထိုင်ရန်စီစဉ်ပေးုံသာမကမိခင်တည်ဆုံးခဲ့သည့်ကတင်တွင်လည်းအိတ်စေခဲ့သည်အပြစ်မဲ့မာရီယာနာသည်သူမ၏အစေခံကိုသာအားကိုးနိုင်ခဲ့သည်သို့သောဘုရင်ကသူမရောက်ရှိလာခြင်းကြောင့်ငယ်စဉ်ကတည်းကသူ့ကိုပြုစုစောင့်ရှောက်ခဲ့သောအစေခံကိုယခုအခါသူ၏ငယ်ရွယ်သောဇနီးထံလွှဲပြောင်းပေးမည်ဟုတတိပေးခဲ့သည်ထို့ကြောင့်မာရီယာနာပေါ်လူဝစ်၏ရန်လိုမှုကိုသိရှိနိုင်သည်အသက်17နှစ်အရွယ်တွင်သူ့ဘေးတွင်အမြဲရှိနေခဲ့သောအမျိုးသမီးကိုယခုဤဇနီးဟုခေါ်သောအမျိုးသမီးကခေါ်ဆောင်သွားမည်ဟုသာသူနားလည်ခဲ့သည့်အချစ်ကိုနားမလည်နိုင်လောက်အောင်ငယ်ရွယ်လွန်းသောကြောင့်လူဝစ်သည်မာရီယာနာကိုမိတို့ကောင်းမွန်စွာဆက်ဆံရမည်ကိုမသိဘဲအပေါ်ယံယဉ်ကျေးမှုဖြင့်သာထိမ့်သိမ်းဆက်ဆံခဲ့သည်ဒီထိတ်လန့်မှုကနေပြန်ကောင်းလာခင်မှာပဲနန်းတွင်အရာရှိတယောက်ကသူမကိုတတိပေးခဲ့ပါတယ်နိုင်ငံခြားကိုရောက်လာခါစမာရီယာနာဟာဒီရှင်းပြလို့မရတဲ့ရန်လိုမှုကိုရင်ဆိုင်ခဲ့ရပါတယ်အကိုတယောက်လိုဖြစ်လိမ့်မယ်လို့မျှော်လင့်ထားတဲ့သူမရဲ့ခင်ပွန်းကသူမကိုလုံးဝမကြိုက်ပုံရပါတယ်သူမရဲ့ထိုင်ကုန်မှာစိတ်ပြက်လက်ပြက်ထိုင်နေရင်သူမရဲ့ဇာတိမြေကိုလွမ်းဆွတ်လာခဲ့ပါတယ်သူမရဲ့အဆောက်အအုံမျိုးသမီးကအယုတ်တရုတ်နဲ့သာသူမကိုနှစ်သိမ့်ပေးနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဘာဆိုင်မှာမာရီယာနာကိုကျင်နာမှုပြခဲ့တဲ့
ပထမဆုံးလူပေါ်လာခဲ့ပါတယ်ဒီလူကလူဝစ်ရဲ့အဖွာပါသူမရဲ့နှွေးထွေးမှုနဲ့ဂရုစိုက်မှုကဒီထူးဆန်းတဲ့နေရာမှာငယ်ရွယ်တဲ့မာရီယာနာကိုနှစ်သိမ့်မှုပေးခဲ့ပါတယ်လူဝစ်ရဲ့မျက်လုံးထဲမှာမကြိုဆိုခံရသေးပေမဲ့အကောင်းမြင်တတ်တဲ့မာရီယာနာဟာသူမရဲ့ပတ်ဝန်းကျင်အသစ်နဲ့အလင်းအမြန်လိုက်ရောညီထွေဖြစ်အောင်နေထိုင်ခဲ့ပါတယ်လူဝစ်ရဲ့အကြိမ်ကြိမ်ဖြတ်သိမ်းမှုကြောင့်ဝမ်းနည်းပေမဲ့မာရီယာနာကမကျေနပ်မှုကိုဘယ်တော့မှမဖော်ပြခဲ့ပါဘူးတစ်ချိန်တည်းမှာပဲလူဝစ်ဟာအမဲလိုက်ရင်းအလုတ်များနေတဲ့အတွက်သူ့ရဲ့ငယ်ရွယ်တဲ့ဇနီးနဲ့အချိန်ဖြုံးတာကိုရှောင်ကျဉ်ခဲ့ပေမဲ့အိမ်အောင်တဲ့အပေါင်းအဖော်တွေနဲ့အိမ်အောင်ရေးပြဿနာတွေကိုဆွေးနွေးခဲ့ပါတယ်လူဝစ်ဟာသူ့ဇနီးအပေါ်အေးဆက်လွန်းတာကိုသဘောပေါက်ပြီးအမှုအရာတစ်ခုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘာဆိုင်မှာတနေ့လေကင်းတစ်ခုမှာငယ်ရွယ်တဲ့ဘရင်ကသူ့ရဲ့ငယ်ရွယ်တဲ့ဇနီးအတွက်အယုတ်တရုတ်ကိုလက်ဆောင်ဖြယူဆောင်လာခဲ့ပါတယ်။သို့တော်လည်းမာရီယာနာ၏ကျေးဇူးတင်သောကွေးဖက်မှုကိုအေးဆက်စွာညှင်းပယ်ခဲ့ပြီးသူ့ကိုပြုစုပြောင်းထောင်ပေးခဲ့သောအစေခံဆုံးရှုံးသွားခြင်းအတွက်ဒေါသထွက်နေစေဖြစ်သည်သို့တော်လည်းဤအယုတ်သည်မာရီယာနာ၏အတန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုဖြစ်လာခဲ့သည်အိမ်အောင်ပြုခြင်းရဲ့အတိတ်ပဲကိုနားမလည်သေးပေမဲ့မာရီယာနာကလူဝစ်ကိုသူမရဲ့ခင်ပွန်းအဖြစ်လက်ခံပြီးပါပြီ။တနေ့မှာလူဝစ်ကမာရီယာနာကိုလှေစီးဖို့ဖိတ်ခေါ်ပြီးစကားဆက်မြည်ပြောဆိုဖို့ကြိုးစားခဲ့ပါတယ်။မာရီယာနာရဲ့အပြစ်ကင်းစင်မှုကလူဝစ်ကိုအံ့အားသင့်စေခဲ့ပါတယ်။သူမကိုချစ်ဖို့ကောင်းတယ်လို့သူထင်ပေမဲ့သူမကကလေးတစ်ယောက်ပဲရှိသေးတာကြောင့်သူမနဲ့အချိန်များကြီးမဖြုံးချင်ခဲ့ပါဘူး။လူဝစ်အတူတူမကြာခဏတွေ့ရရင်တခြားသူတွေကသူ့ကိုကလေးတစ်ယောက်လိုမြင်မှာကိုသူစိုးရိမ်ခဲ့ပါတယ်။အာနာစာလောင်နေတဲ့လူဝစ်ရှောင်ရှားခြင်းတဲ့အရာပါပဲဒါနဲ့လူဝစ်ကခီးစဉ်ကိုရက်တန့်ဖို့အချက်ပြခဲ့ပါတယ်ငယ်ရွယ်ပေမဲ့မာရီယာနာကဒီစကားတွေကိုနှလုံးသွင်းပြီးလူဝစ်သူမကိုနှစ်သက်အောင်မြန်ကြီးပြင်းလာမယ်လို့ကတိပြုခဲ့ပါတယ်ဒါပေမဲ့သူမရဲ့တစ္ဆာဆောင်သိမှုကပေးဆက်မှုမရှိဘဲဆက်ရှိနေမှာလားအသက်၄နှစ်အရွယ်မှာပြင်သစ်ကိုဆေလွတ်ခံရတဲ့မင်းသမီးဟာအိမ်လွှမ်းတဲ့အခါသူမရဲ့တူနာပြုဆရာမရဲ့ရင်ခွင်ထဲမှာပဲနှစ်သိမ့်မှုကိုရှာတွေ့နိုင်ခဲ့ပါတယ်ဒါကိုမြင်တော့အသက်12နှစ်အရွယ်လူဝစ်ကမေးလိုက်ပါတယ်မာရီယာနာကပြုံးပြီးလူဝစ်ကိုဖတ်လိုက်ပါတယ်သူမဟာသူမကိုသူမနှစ်သိမ့်ပေးနေတာမဟုတ်ပဲမိဘတွေကိုဆုံးရှုံးလိုက်ရတဲ့လူဝစ်ကိုနှစ်သိမ့်ပေးနေတာပါသူမကိုတွန်းထုတ်လိုက်ပေမဲ့သူမရဲ့နှလုံးသားထဲကအမူအရာကြောင့်သူစိတ်ထိခိုက်သွားခဲ့ပါတယ်သို့တော့တော်ဝင်အိမ်ထောင်ရေးများသည့်နိုင်ငံရေးအကျိုးစီးပွားများကိုအမြဲတမ်းဦးစားပေးခဲ့သည်ဝင်ကြီးများသည်ကလေးမမွေးနိုင်သောမိဖုရားတဦးကိုတီးမခံနိုင်ကြပေဝင်ကြီးကလူဝစ်အားမာရီယာနာကိုဆွတ်လွတ်ပြီးတော်ဝင်မျိုးရိုးကိုဆက်လက်ထိန်းသိမ်းရန်အရွယ်ရောက်ပြီးသူအမျိုးသမီးတဦးနှင့်လက်ထပ်ရန်အကြံပေးခဲ့သည်သူမပြီးဆုံးမီတွင်လူဝစ်ကဝင်ရောက်ဆွတ်ဖက်ခဲ့သည်လူဝစ်သည်အချစ်ကိုနားမလည်သေးတော့လဲမာရီယာနာကိုအမှန်တကယ်ဂရုစိုက်လာခဲ့သည်ကံမကောင်းစွာပဲမာရီယာနာသည်လူဝစ်၏ချစ်ခင်မှုကိုနောက်ဆုံးတွင်ရရှိခဲ့သည့်အတိုင်းသူမသည်ကြောက်ကပ်ယောဂဆွဲကပ်ခဲ့သည်ပြင်းသည်သဘောမတူသောဝင်ကြီးများကိုပုံမမကြေမနက်ဖြစ်စေခဲ့သည်ယောဂအန္တရာယ်ကိုရှောင်ရှားရန်ဝင်ကြီးသည်လူဝစ်အားဘာဆိုင်မှဖျော်ဖြေရေးအချို့ခံစားရန်ခေါ်ဆောင်သွားခဲ့သည်ဤခီးစဉ်များအတွင်လူဝစ်သည်ဝမ်းနည်းကြေကွဲနေခဲ့ပြီးမာရီယာနာအတွက်အမြဲစိုးရိမ်နေခဲ့သည်သူ၏စိုးရိမ်မှုများကိုတက်တာစေမိအစာဝင်ကြီးသည်မာရီယာနာအလွန်မင်းဖျားနာနေချိန်တွင်သူမ၏အခန်းထဲသို့ဝင်ရောက်ကာဘုရင်၏အမိဖြင့်သူမ၏ဆရာဝန်ကိုခေါ်ဆောင်သွားခြင်းဖြင့်ဖျက်ဆီးခဲ့သည်အာနာမဲ့သောသူနာပြုသည်မာရီယာနာအတွက်တိတ်ဆိတ်စွာဆူတောင်းပေးုံသာတတ်နိုင်ခဲ့သည်ကံကောင်းထောက်မစွာမာရီယာနာအသက်ရှင်ကျန်ရစ်ခဲ့ပြီးဝင်ကြီးသည်လူဝစ်ဘုရင်အားချက်ချင်းအကြောင်းကြားခဲ့သည်လူဝစ်သည်နောက်ဆုံးတွင်စိတ်သက်သာရာရခဲ့တော်လဲဝင်ကြီးသည်ဤအခွင့်အရေးကိုအသုံးချကာသူ၏စီယုံမှုကိုဆက်လက်လှုပ်ဆောင်ခဲ့သည်ဝင်ကြီးကအိမ်အောင်ရေးကိုပယ်ဖျက်ဖို့အကြံပြုချက်ရှိပေမဲ့လည်းလူဝစ်ကခိုင်မာစွာညှင်းဆိုခဲ့ပါတယ်မကြာခင်မှာပဲမာရီယာနာရဲ့အကိုစပိန်အိမ်ရှိဆန်ကွယ်လွန်သွားတဲ့အခါနှစ်နိုင်ငံကြားလဲလှယ်လက်ထပ်ပွဲအစီအစဉ်ပြပြသွားပြီးကလေးမမွေးနိုင်တဲ့မင်းသမီးတစ်ပါးရဲ့တန်ဖိုးတွေအားလုံးဆုံးရှုံးသွားတဲ့အခါစပိန်ရဲ့အခြေအနေကတိတိတတ်တာပြောင်းလဲသွားခဲ့ပါတယ်။နန်းတွင်းအရာရှိတွေရဲ့ဖိအားပေးမှုအောက်မှာလူဝစ်ဟာပြန်ပို့ခံရခင်မှာအိမ်အောင်ရေးကိုမလိုလားပဲဖျက်သိမ်းခဲ့ပါတယ်။လူဝစ်လေးဟာဝမ်းနည်းစွာထွက်သွားတာကိုကြည်ရင်စိန်ခေါ်ပြောဆိုခဲ့ပါတယ်။သူမဟာပြင်သစ်ကိုခေါ်ဆောင်လာတဲ့ယထာတွေကိုပဲစီးခဲ့ပေမဲ့ဒီတစ်ခါတော့အိမ်ပြန်ဖို့ခံစားချက်တွေအယံကွဲပြားခဲ့ပါတယ်။မင်းသမီးတစ်ပါးအတွက်ကံကြမ္မာဟာသူမလက်ထဲမှာတကယ်ရှိမနေခဲ့ပါဘူး။